สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ထားဆိုတဲ့စကားလုံးကိုကျွန်တော်တို့အတူတူလေ့လာတော့မှာဖြစ်ပါတယ်ထားဆိုတာကဆိုရင်ဆိုရင်တော့ဆိုတဲ့အတိပ္ပယ်ကိုထွက်ပါတယ်ဥပမာကျွန်တော်မစားရင်ကျွန်တော်မတွားရင်ကျွန်တော်မလုပ်ရင်ရောဘာဖြစ်မှာလဲโอเคဆိုတော့ကျွန်တော်တို့ရဲ့တင်ကားစာကိုမစားခင်မှာကျွန်တော်ရဲ့ YouTube channel ကို subscribe လေးလုပ်ပေးတော့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်โอเคဆိုတော့ကျွန်တော်တို့ရဲ့သင်ခန်းစာကိုစလိုက်ရအောင်ဗျถ้าพี่ไม่กินผมก็ไม่กินถ้าพี่ไม่กินผมก็ไม่กินถ้าพี่ไม่กินခမရမစားရင်ผมก็ไม่กินကျွန်တော်လည်းမစားဘူးพี่ဆိုတာကတကယ်လို့မြန်မာလိုပြန်မယ်ဆိုရင်အကိုပေါ့နော်ဒါပေမဲ့ခမရလို့လည်းအတိပဲထွက်တယ်ဖေးဆိုလဲရတယ်ဖေးဆိုတာကအကိုပေါ့နော်ဒါနားထောင်လို့ကောင်းအောင်ကျွန်တော်ခမရပဲထည့်လိုက်တာပေါ့နော်ဒီမှာဆိုရင်ကถ้าผมไม่ทำไม่มีใครทำเลยถ้าผมไม่ทำไม่มีใครทำเลยถ้าผมไม่ทำကျွန်တော်မလုပ်ဘူးဆိုရင်ไม่มีใครทำเลยဘယ်သူမှမလုပ်ဘူးဒီအလုပ်ကိုဘယ်သူမှမလုပ်ဘူးအလိုမျိုးနည်းနည်းညှင်းဆန်တဲ့အချိန်မှာသုံးတယ်ပေါ့နော်နောက်တစ်ခုကတော့ถ้าพี่ไม่ไปผมก็ไม่ไปถ้าพี่ไม่ไปผมก็ไม่ไปถ้าพี่ไม่ไปအကိုမတွားရင်ผมก็ไม่ไปကျွန်တော်လည်းမတွားဘူးဗျာကျွန်တော်လည်းမတွားဘူးถ้าพี่ไม่บอกผมก็ไม่รู้หรอกครับถ้าพี่ไม่บอกผมก็ไม่รู้หรอกครับถ้าพี่ไม่บอกအကိုမပြောပြရင်ผมก็ไม่รู้หรอกครับကျွန်တော်လည်းမသိဘူးလေผมก็ไม่รู้หรอกครับรอဆိုတဲ့စကားလုံးပါတယ်အဲ့ဒါကကျွန်တော်တို့တကယ်လို့မထည့်လိုက်ရတဲ့ผมก็ไม่รู้ครับဒါပေမဲ့စကားမြန်ပြောတဲ့အချိန်မှာစတိုင်းအနေနဲ့မလို့တော့ပါလာတယ်ผมก็ไม่รู้หรอกครับผมก็ไม่รู้หรอกครับรอလေးပါတယ်ဗောနော်အဲ့ဒါလေးတတိထားပြီးတော့ပြောတပါတကယ်လို့ဟိုကျွမ်းနေဆိုရင်အဲ့လိုမျိုးထည့်ပလိုက်ผมก็ไม่รู้หรอกครับအတန်တော့နည်းနည်းဖြောက်ထားတယ်ဗောနော်ผมก็ไม่รู้หรอกครับဒါပေမဲ့အတိတ်ဘက်ကผมก็ไม่รู้ครับလည်းရတယ်ဗောနော်အတိတ်ဘက်ကအတူတူပါပဲနောက်တစ်ခုကတော့ถ้าผมดีขึ้นเมื่อไหร่ผมจะโทรบอกเจ้ถ้าผมดีขึ้นเมื่อไหร่ผมจะโทรบอกเจ้ကျွန်တော်နေပြန်ကောင်းတဲ့နေ့ကျရင်တထင်းမအောင်ပြန်ပြောမယ်ဗျเจ้ဆိုတဲ့နေရာမှာတကယ်လို့ယောက်ျားဆိုရင်ညာတကယ်လို့ဝကြီးလို့ရှိရင်ပါအလိုက်အစင်ပြေတဲ့အထက်လိုက်ပေါ့နော်အဒီကဒီစကားလုံးကဒီကျွန်တော်တို့နေမကောင်းတဲ့အခါကိုတထင်းမအောင်ဖုံးဆက်ပြီးတော့ကျွန်တော်တထင်းမနဲ့အကြောင်းပြန်ပြီးတော့အကြောင်းလေးပါလေးပြောပြီးတော့နောက်တစ်ခေါက်အကြောင်းပြန်ဖို့ပြန်ကောင်းတဲ့အခါမှာတထင်းမအောင်ဖုံးချအခါနေမှာပေါ့နော်ถ้าผมดีขึ้นเมื่อไหร่ผมจะโทรบอกเจ้แต่โซโล่ชนะก็ကျွန်တော်ဖုံးချတော့မယ်ကျွန်တော်နေပြန်ကောင်းတဲ့ခါကျရင်တထင်းမအောင်အကြောင်းပြန်ပေးမယ်အဲ့လိုမျိုးအတိတ်ပဲရပါတယ်เนาะลดให้หน่อยได้ไหมครับลดให้หน่อยได้ไหมครับลดให้หน่อยစေနည်းနည်းလေးရှော့ပေးလို့ရမှာလားได้ไหมครับลดให้หน่อยได้ไหมครับဒီစကလုံးကိုစေးဝဲတဲ့အခါမှာစေးလျှော့ခိုင်းတဲ့အချိန်မှာပေါ့နော်ลดให้หน่อยได้ไหมครับเจ้အဲ့လိုမျိုးပေါ့နော်စေးလေးလေးစေးနည်းနည်းလေးရှော့ပေးလို့ရမှာလားเจ้ถ้าผมเอา2อย่างลดให้ไหมครับถ้าผมเอา2อย่างลดให้ไหมครับถ้าผมเอา2อย่างကျွန်တော်နှစ်ခုယူရင်ลดให้ไหมครับစေးလျှော့ပေးမှာလားဗျာถ้าผมเอา2อย่างลดให้ไหมครับနောက်တစ်ခုကတော့ผมจะออกไปซื้อของแป๊บหนึ่งครับผมจะออกไปซื้อของแป๊บหนึ่งครับผมจะออกไปซื้อကျွန်တော်ပစ္စည်းတော့ဝယ်မယ်แป๊บหนึ่งครับခဏတော့ဝယ်လိုက်အောင်မယ်ဗျာผมจะออกไปซื้อของแป๊บหนึ่งครับผมจะออกไปส่งของแป๊บหนึ่งครับผมจะออกไปส่งของแป๊บหนึ่งครับผมจะออกไปส่งของကျွန်တော်ပစ္စည်းတော့ပို့လိုက်မယ်แป๊บหนึ่งครับခဏတော့ပို့လိုက်အောင်မယ်ဗျာผมจะออกไปส่งของแป๊บหนึ่งครับကျွန်တော်ပစ္စည်းခဏတော့ပို့လိုက်အောင်မယ်ဗျာ
ဆိုင်မှာနေတဲ့တယောက်ယောက်ကိုအကြောင်းပေးလိုက်တာပေါ့နော်ကျွန်တော် PC ခဏတော့ပို့လိုက်မယ်ဟိုဘက်ဒီဘက်အဲ့လိုမျိုးပေါ့နော်တုံးတဲ့အခါผมขอลางานวันหนึ่งได้ไหมครับผมขอลางานวันหนึ่งได้ไหมครับผมขอลางานวันหนึ่งได้ไหมครับผมขอลางานကျွန်တော်အလုပ်တရက်နားလို့ကျွန်တော်အလုပ်နားလို့วันหนึ่งได้ไหมครับကျွန်တော်အလုပ်တရက်နားလို့ရမှာလားဗျတတိကိုကွန်းတောင်းတဲ့အခါမှာပေါ့နော်ကျွန်တော်หรือว่าผมขอหยุดวันหนึ่งအလုပ်လဲရတယ်ဒါပေမဲ့အတိတ်ဘက်ကတူတူပဲผมขอลางานวันหนึ่งครับဆိုတဲ့အတိတ်ဘက်ကနည်းနည်းရင်ကျေးတာပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါတော့လူတီးများမှချင်းတယ်เงินเดือนจะออกวันไหนครับเจ้เงินเดือนจะออกวันไหนครับเจ้เงินเดือนจะออกวันไหนครับเจ้เงินเดือนจะออกวันไหนลักษาเปชินถอยมาแล้วเงินเดือนจะออกวันไหนครับโอเคဆိုတော့ဒီနေ့တင်ခန်းစာမှာတော့ဒီလောက်ပါပဲနောက်ထပ်တင်ခန်းစာတွေကျွန်တော်နောက်ထပ်ဗီဒီယိုတွေအများကြီး